ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်စာအုပ်ကတော့ Miracle Morning for Entrepreneur ပဲဖြစ်ပါတယ်။စုံတီထွင်သူတွေအားလုံးဟာအမြဲတမ်းအချိန်မလောက်ချင်းဖိအားများခြင်းစတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီလိုရှုပ်ထွေးတဲ့ဘဝမှာလုပ်ငန်းတွေမပြိုတဲသွားစေဖို့အတွက်ကိုယ့်ရဲ့စိတ်ခန္ဓာနဲ့ဝိညာဉ်ကိုဘယ်လိုပြုဆိုင်ရမလဲ။မနက်ခင်းအချိန်ကိုထိရောက်စွာသုံးချပြီးကိုဘယ်လိုမြင့်တင်ရမလဲဆိုတဲ့လက်တွေ့ကျတဲ့နည်းလမ်းတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။စုံတီထွင်သူတွေကကုမ္ပဏီရဲ့အနာဂတ်အတွက်တာဝန်အကြီးဆုံးသူတွေဖြစ်ပါတယ်။ဒါကြောင့်လဲစိတ်ဖိစီးမှုတွေပင်ပန်းနွမ်းနယ်မှုတွေအဖြစ်များပါတယ်။စာရေးသူတွေကစုံတီထွင်သူတွေကြုံတွေ့ရတဲ့အဓိကပြဿနာဟာအချိန်မရှိခြင်းမဟုတ်ဘဲကိုယ့်ရဲ့ပင်ကိုယ်စွမ်းဆောင်ရည်ကိုမမြင့်တင်နိုင်ခြင်းပဲဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ဟာလုပ်ငန်းထဲမှာသာနင်းမြုံနေပြီးကိုမေ့လျော့နေတတ်ပါတယ်။ဒီလုပ်ငန်းရဲ့တိုးတက်မှုအဆင့်ဟာတင်ရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုအဆင့်နဲ့ဓာတ်ရိုက်ဆက်ဆက်နေပါတယ်။တင်ကိုယ်ပိုကောင်းအောင်ပြုပြင်ပြောင်းလဲခြင်းမရှိဘဲတင်ရဲ့လုပ်ငန်းကကြီးထွားလာမှာမဟုတ်ပါဘူး။ဒါကြောင့်လုပ်ငန်းခွင်မဝင်ခင်မနက်ပိုင်းအစောစောပိုင်းဟာကိုယ့်အတွက်ရင်းနှီးမြှုပ်နှံဖို့အတွက်အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။မနက်ခင်းမှာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်အားဖြည့်ပေးမဲ့အလေးကျင့်ကောင်းတွေကိုကျင့်သုံးလိုက်တာဟာတနေ့တာလုံးအတွက်အရှိန်အဟုန် momentum ကိုတိစောက်ပေးပါတယ်။မနက်စောစောကိုယ်ပိုင်ပန်းတိုင်တစ်ခုကိုပြီးမြောက်အောင်လှုပ်ဆောင်နိုင်ခြင်းကကျွန်တော်တို့ကိုဒီနေ့ကိုငါထိန်းချုပ်နိုင်တယ်ဆိုတဲ့စိတ်သက်ကိုရရှိစေပြီးတနေ့တာလုံးရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်တဲ့စွမ်းအားကိုပေးပါတယ်။ Miracle Morning နီလန်ရဲ့အဓိကအနှစ်သာရကတော့စုဦးတီထွင်သူတိုင်းမဖြစ်မနေလှုပ်ဆောင်တဲ့အလေးအကျင့်6မျိုးကိုအတူကောက်အပြင် SAVERS လို့သတ်မှတ်ထားခြင်းဖြစ်ပါတယ်။ဒီအလေးကျင့်တွေကိုမနက်ခင်းမှာမိနစ်60ဒါမှမဟုတ်6မိနစ်လောက်သာအချိန်ပေးပြီးလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ပထမတစ်ခုကတော့ S silent ပဲဖြစ်ပါတယ်။မနက်ခင်းကိုစတင်တဲ့အခါအပြင်လောကရဲ့စူညံတန်တွေ digital အနှောက်အယှက်တွေနဲ့စတင်တာမျိုးမဟုတ်ဘဲတိတ်ဆိတ်ခြင်း silent နဲ့စတင်သင့်ပါတယ်။တရားထိုင်ခြင်းအသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းဒါမှမဟုတ်ဆူတောင်းခြင်းအဖြစ်သင်ရဲ့စိတ်ကိုတည်ငြိမ်ငြိမ်းချမ်းအောင်ပြုလုပ်ပါစိတ်ဖိစီးမှုကိုလျှော့ချပေးပြီးတနေ့တာအတွက်စိတ်ကိုကြည်လင်စေပါတယ်ဒုတိယအတုကောက်စလုံး A ကတော့ affirmation ပဲဖြစ်ပါတယ်သင်ဖြစ်ရှင်တဲ့ပုံကိုသင်ရယူလိုတဲ့အရာတွေအကြောင်းကို affirmation အဖြစ်အတန်ထွက်ပြီးထက်ခါတလဲလဲပြောဆိုပါဥပမာကျွန်တော်ဟာထူးချွန်တဲ့ခေါင်းဆောင်တဦးဖြစ်တယ်လို့ပြောခြင်းအဖြစ်သင်ရဲ့မသိစိတ် subconscious mind ကိုပိုင်းနိုင်နေစီရောက်ဖို့လက်ညွှန်ပေးပါတယ်။နောက်ထပ်အတူကောက်စလုံးဖြစ်တဲ့ V ကတော့ visualization စိတ်ကူးပုံဖော်ခြင်းပဲဖြစ်ပါတယ်။ပိုင်းနိုင်ရောက်ရှိနေတဲ့အခြေအနေကိုစိတ်ကူးထဲမှာအသေးစိတ်ပုံဖော်ကြည့်ပါ။သင်လုပ်ငန်းအောင်မြင်နေပုံအဲ့ဒီအောင်မြင်မှုရဲ့ခံစားချက်တွေကိုခံစားကြည့်ပါ။ဒီလိုပုံဖော်ခြင်းကသင်အုံနောက်ကိုပိုင်းနိုင်စီရောက်ဖို့အတွက်လိုအပ်တဲ့အခွင့်အလမ်းတွေကိုပုံမရှာဖွေတွေ့ရှိအောင်ကူညီပေးပါတယ်။နောက်ထပ်တစ်ခုဖြစ်တဲ့ E ကတော့ exercise ကိုလက်လှုပ်ရှားမှုဖြစ်ပါတယ်။မနက်ခင်းမှာကိုလက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းဟာ9မိနစ်ခန့်လှုပ်ဆောင်ခြင်းဟာသင်ခန္ဓာကိုယ်ကိုနှိုးထားစေပြီးသွေးလည်ပတ်မှုကိုမြန်စေပါတယ်။စွမ်းရည်အဆင့်ကိုမြင့်တင်ပေးပြီးစိတ်ဖိစီးမှုဟော်မုန်းတွေကိုလျှော့ချပေးတဲ့အတွက်တနေ့တာလုံးကိုယ်ရောစိတ်ပါအဆင်သင့်ဖြစ်စေပါတယ်။နောက်ထပ်အတူကောက်စလုံးဖြစ်တဲ့ R ကတော့ reading ပဲဖြစ်ပါတယ်။နေ့စဉ်7မိနစ်ခန့်ဖတ်ရှုခြင်းအဖြစ်သင်ရဲ့ကျွမ်းကျင်မှုဘ ഹു တုတကိုမြင့်တင်နိုင်ပါတယ်။စုံဦးတီထွင်သူတယောက်အနေနဲ့အမြဲတမ်းသင်ယူနေဖို့လိုအပ်ပါတယ်။သင်ပန်းတိုင်နဲ့ဆက်တဲ့စာအုပ်တွေကိုဖတ်ရှုခြင်းအဖြစ်တစ်နှစ်အတွင်းသင်ဟာစာအုပ်များစွာရဲ့အတွေ့အခေါ်တွေကိုရရှိသွားမှာဖြစ်ပါတယ်။နောက်ဆုံးအတူကောက်စလုံးဖြစ်တဲ့ S ကတော့ scribing or journaling ဖြစ်ပါတယ်။သင်အတွေ့တွေအကြံဉာဏ်တွေကျေးဇူးတင်စရာတွေကိုမှတ်တမ်းတင်စာရေးခြင်းကိုလှုပ်ဆောင်သင်ပါတယ်။စာရေးခြင်းကအတွေ့တွေကိုရှင်းလင်းစေပြီးကိုယ့်ရဲ့တိုးတက်မှုတွေကိုပြန်လည်ဆန်းစစ်နိုင်တဲ့အတွက်အမှားတွေကနေအမြန်ဆုံးသင်ယူနိုင်ပါတယ်။ The Miracle Morning for Entrepreneur စာအုပ်ကသင်ခန်းစာတွေဟာကျွန်တော်တို့ကိုစုံဦးတီထွင်သူတဦးရဲ့အောင်မြင်မှုကသူ့ရဲ့လုပ်ငန်းဆောင်ရွက်မှုများထက်သူ့ရဲ့မနက်ခင်းကိုစီမံခန့်ခွဲနိုင်မှုအပေါ်မှာများစွာမူတည်နေကြောင်းသိရှိစေပါတယ်။နေ့စဉ်မနက်ခင်းစောစောပိုင်းအချိန်ကိုကိုရင်းနှီးမြှုပ်နှံမှုအချိန်ဖြစ်သတ်မှတ်ခြင်းအဖြစ်ကိုယ်ရည်ကိုယ်သွေးနဲ့စွမ်းဆောင်ရည်ကိုသိသိသာသာမြင့်တင်နိုင်ပါတယ်။ကျွန်တော်တို့က SAVER Savers နီလန်ကိုဆွဲရှိကျင့်သုံးခြင်းအဖြစ်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုခန္ဓာရဲ့စွမ်းအင်နဲ့နေ့စဉ်တိုးတက်လှုပ်ရှားတွေကိုရရှိကာရေရှည်တွင်အောင်မြင်သောခေါင်းဆောင်တူဖြစ်လာနိုင်မယ်လို့ယုံကြည်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။